အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြတော့ဒီအပိုင်းမှာကြတော့ PC ကနေပြီးတော့မှ router ကို console နဲ့ဝင်ပြီးတော့မှဒီ secret password တွေကို secret နဲ့ပေးမယ်ပြီးရှင်နောက်ကဒီ banner message of the message of the day ပေါ့နော်အမို့အပိုင်းရပြီးနောက်က login မှာရေးရဲ့အပိုင်းပေါ့သူ့မှာအရင်ဆုံးဒီ device ကသွားပြီးချိန်တဲ့အခါမှာပေါ်လာတဲ့ message လေးပေါ့အဲ့လိုလေးရေးပြီးအဲ့ဒါကိုဖာနေရေးမှာဆိုရင် banner OTT မို့ရပြီးနောက်ကဒီbannerပြီးနောက်က login ဝင်ခိုင်းဒီမှာပေါ်လာမယ့် message ဒီပေါ်ကကြတော့ device ကိုချိန်တဲ့အခါမှာပေါ်လာရဲ့သွားပြီးမှချိန်ဆက်လိုက်တဲ့အခါမှာပေါ်လာတဲ့ message ပြမှာဒါကကျတော့ banner login ကကျတော့ login ဝင်ခိုင်းဒီမှာပေါ်လာတဲ့ message တော့အရင်ဝင်ကြည့်မယ်ဒီမှာနေသွားမယ် terminal ပြီး okay no enable config error username ပြောမယ်as user name username ကထားပါ cc ကနေပါပဲပြီးတော့ကဒီမှာ password နဲ့ secret နဲ့ sc cret secret secret ကို cis cisco username okay အဲ့တော့ဒီလိုနဲ့ချက်မယ်ဒီလိုနဲ့ secret ဖြစ်ဖြစ်ဖြစ်သွားအဲ့တော့အဲ့ဒါမှconsole မှာပေးမဲ့ secret ဖြစ်တဲ့အတွက်ကြောင့်မလို့ line console console line console 0ပြီးlogin local ဒါဆိုရင်ထွက်တဲ့အခါမှာဒီ password တောင်းတော့ချိန်တောင်းပြီအဲ့တော့ဒီမှာရေးမယ်CCNA နောက်က Cisco K ပါနော်အဲ့တော့ဒီမှာ banner မို့ဒီ banner အဲ့တော့ဝင်ချင်းမှာပေါ်ရှင်လို့ရှိရင်ဒီဘက်က banner ပြီးရှင်နောက်က MOTT ဒီမှာ welcome to Pocket Tracer ဒါဆိုရှင်ဒါဝင်ကန်ဒီမှာပေါ်မယ်ဒီ device နဲ့သွားချိန်တဲ့အချိန်မှာ device တစ်ခုလာပြီးတော့မှ console ဘောက်နဲ့ router ကို PC ကလာချိန်တဲ့အခါမှာဆိုရင်ပေါ်တယ် message ဟောအင်ဝင်ကန်ဒီမှာပေါ်တယ် message ပြချင်းဆိုတော့ banner ပြီးရှင်နောက်ကအဲ့လို GIR loginပြီးရှင်နောက်ကauthorize user set ဒီမှာစလုံးမနေမှာနေတာပေါ့နော် okay ဒီစပြန်ထွက်ချင်အောင် okay ဒီမှာပေါ်လာပြီဒါ device PC က router လာပြီးတော့မှ console နဲ့ဝင်တဲ့အခါမြင်ရမယ်ဟာပြီးဒီရောက်ကကျတော့ login ဝင်တဲ့နေရာမှာပြန်တယ်အဲကြောင့် CC ကနေပြီး CIS Cisco ရတယ်